နတ်မူမလေးကအိယာကထမိသားစုအတွက်ဆိုတဲ့စိတ်နဲ့ပဲသွားပခုံးပေါ်မှာတောင်းနေပြည့်တင်ထားငါချစ်မှုတွေကဘသူမှမပြောပါကွာဒီဘူးထဲမှာချွေးဆက်တဲ့ကျွန်တော်လက်ပေါ်ဝါးတွေကြမ်းတမ်းတော့နာတွေပေါ်နေတနေ့စာအတွက်တနေ့လုံးရုန်းကန်တဲ့ဘဝကမိသားစုတွေမျောနေသူများတွေပြောနေတာမြင်ရင်လည်းကိုယ့်အလှဲ့ပဲတော့လဲလို့တွေးမိတယ်ဒါပေမဲ့အိမ်မက်ရောက်လို့အမေအပြုံးလေးတွေမြင်ကျွန်တော်ဘဝကမော်နေပြီဒီနေ့ပင်မခဲ့တဲ့ညမနှက်ပြန်တော့ဖြစ်နေခဲ့ဘဝခက်ခဲလို့လဲကြမယ်ဆိုရင်ငါတို့ဘယ်နှခါတော့လဲကြပြီလေဒါပေမဲ့ပြန်ထားရင်ဒီနေ့ဒီအသက်ရှင်နေစေငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘဝခက်ခဲပြီမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘဝခက်ခဲပြီမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေအိတ်ကထဲမှာငွေမများဘူးဒါပေမဲ့တာဝန်တွေကများကြီးကိုယ်စနာတွေကိုနောက်မှထားမိသားစုအတွက်ရှေ့ကိုပဲကြည့်မိုးရွာတဲ့နေတဲ့လှုပ်သွားနေဘူးတဲ့နေလည်းလှုပ်သွားဖျားနေရင်တော့နားမရှိရတရက်နိုင်ပြက်စာရော့သွားဘွားမတစ်ခါလေးမိုးတင်တဲ့ကားလေးနားကျနေဒါပေမဲ့ဘွားခွင့်မပေးဘူးတာဝန်တွေကနောက်ကလိုက်နေခဲ့ဒီနေ့ပင်မခဲ့တဲ့ညမနှက်ပြန်တော့အာရင်ဖြစ်စီမယ်ဒီနေ့ကြာခဲ့တဲ့ချွေးဆက်တဲ့နေ့အောင်မြင်မှုအပြည့်ပြန်လာမယ်လုံးနေတဲ့ညီကိုတွေဘောကရှုံးမပေးပဲဆက်ရှောင်းနေဒီနေ့ပင်မနေတာမင်းအားနဲ့တော့မဟုတ်ဘူးလေမင်းချစ်တဲ့မိသားစုတဲ့ဘွားရဲ့တိုက်ပွဲဝင်ခဲ့ပြီငါတို့ကအသားမဲ့လူတွေဒါမဲ့တမန်မဟုတ်တဲ့ရုံးကန်မှုတွေရှိနေသေးငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘွားခက်ခဲပြီးမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘွားခက်ခဲပြီးမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေကာခါတောင်တွက်နေကြတဲ့ရက်တွေလာတာမထုတ်ခင်ဘာမှမကြံတဲ့နေ့တွေအိတ်ကထဲမှာပတ်စံမရှိတာများနေရင်ထဲမှာတော့မျောလင်းချက်တွေမသေးဘူးချွေးဆက်တွေအင်းထဲလို့ဆိုနေဘူးထဲမှာလှုပ်လို့ရမောလိုက်ကတော့လက်ကိုရင်အိလက်ကပေးဖို့တွေးမိပြန်တော့မိသားစုရဲ့မျက်နှာလေးကိုငေးကြည့်လို့ရင်ထဲမှာအလိုလိုဝမ်းနေရင်နဲ့ဘောကဘာလို့အဲ့လောက်တောင်မှကြမ်းတမ်းနေလေအလုတ်ကျတဲ့လက်နက်ဘက်ကနာကတွေရဲ့မျောလင်းချက်ပဲငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘဝခက်ခဲပြီးမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘဝခက်ခဲပြီးမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘဝခက်ခဲပြီးမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေငါတို့ကအလုပ်သမားတွေအိမ်မက်တွေကိုချွေးနဲ့ရေးတဲ့သူတွေဘဝခက်ခဲပြီးမဲ့မိသားစုအတွက်ရှေ့ဆက်မသူတွေ